ရေးသမားတွေဖြစ်လျက်နဲ့အုံလောက်မရှိတဲ့လူရက်ကိုလှုပ်ဆောင်နေတယ်လို့ကျွန်တော်တို့မြင်တယ်ကျွန်တော်ရခိုင်လူမျိုးတရားနဲ့သုံးသပ်မယ်ဆိုလို့ရှိရင်ကျွန်တော်တို့ရခိုင်ပြည်အနေနဲ့မှန်ကန်တဲ့ဆုံးဖြတ်ချက်တစ်ခုကိုမတိမ်မဆောင်ဘဲနဲ့ဆုံးဖြတ်နေကြမယ့်အချိန်ကာလတစ်ခုတော့ကျွန်တော်မြင်ပါတယ်ခုကျွန်တော်တို့ ASYC ရခိုင်ပြည်ကျောင်းသားနဲ့လူငယ်များအစည်းအရုံး ASYC နဲ့ရခိုင်လူမျိုးရုပ်ရှင်သရုပ်ဆောင်ကိုဇော်လင်းထက်ခေါ်ကိုဂျပန်ကြီးနဲ့အင်တာဗျူးလုပ်မှာဖြစ်ပါတယ်မင်္ဂလာပါကိုအနုပညာရှင်တယောက်အနေနဲ့ဆရာနာသိန်းချိန်မှာပြည်သူနဲ့တသားတဲ့ရက်တည်ခဲ့တဲ့အတွက်ဂုဏ်ယူပါတယ်အခုအနေနဲ့ CDN လုပ်ဖို့ဘယ်လိုမျိုးဆုံးဖြတ်ခဲ့တာလဲတစ်ချက်လောက်သိချင်ပါတယ်ခင်ဗျအားလုံးတာလီတော့ပါကျွန်တော်မိခုံးတွေကိုအားလုံးနားလည်နိုင်အောင်မြန်မာလိုပဲကျွန်တော်ဗမာလိုပဲပေါ့နော်ကျွန်တော်ဖြည့်ပြပါမယ်နော်ကျွန်တော်တို့က CDN လုပ်တယ်ဆိုတာကျွန်တော်တို့အစိုးရဖွဲ့စည်းတစ်ခုတော့မဟုတ်ဘူးကျွန်တော်ရုပ်ရှင်စီယုံဆိုတာတော့လူဖွဲ့စည်းတစ်ခုပေါ့နော်အဲ့ဒီထဲမှာကျွန်တော်တို့အဖွဲ့အစည်းကအဓိကတော့စစ်ကောင်စီနဲ့ပတ်သက်ပြီးတော့တချို့လုပ်ငန်းတွေကိုလုပ်တယ်ဒီကသူတို့တွေနဲ့လုပ်တဲ့အတွက်ကြောင့်မလို့ကျွန်တော်တို့ကမပတ်သက်ချင်တာရယ်စစ်ကောင်စီကခိုင်တဲ့စစ်ကောင်စီအကျိုးပြုဇန်လန်းတွေကိုပါဝင်ပြီးတော့ဥပမာမလုပ်ရှင်တဲ့အတွက်ကြောင့်မလို့ကျွန်တော်တို့ရဲ့ရုပ်ရှင်စီယုံကနေပြီးတော့စီတယ်လုပ်တယ်လို့ကျွန်တော်တို့ပြောလို့ရပါတယ်ဟုတ်ကဲ့ကိုအကိုအနေနဲ့စစ်ကောင်စီရဲ့အာဏာသိမ်းခြင်းအပေါ်မှာအကိုအနေနဲ့ဘယ်လိုယူဆပါလဲဘယ်လိုထင်မြင်ယူဆပါလဲစစ်ကောင်စီနဲ့မတရားမှုပြုလုပ်တယ်လူရဲကားတွေလုံးရပါဗျာမတရားတာတော့ကျွန်တော်တို့ပြည်သူတွေအနေနဲ့ဘယ်တော့မှလက်မခံပါဘူးစစ်ကောင်စီရဲ့ရန်တရားအောက်ကနေရုံထွက်ခဲ့ကြတယ်ကျွန်တော်တို့ရခိုင် CDN တွေကိုဘယ်လိုမြင်ပါလဲခင်ဗျသူတို့ကဒီမိုကရေစီအတွက်အမှန်တရားအတွက်တရားမျှတမှုအတွက်လူပီတစွာလှုပ်ဆောင်လာတယ်လို့ကျွန်တော်တို့မြင်တယ်အဲ့တော့ CDN လုပ်တဲ့လူတွေကိုလည်းကျွန်တော်တို့ကအမြဲတမ်းလေးစားကိုယူမိပါတယ်အမြဲတမ်းလည်းကြိုဆိုပါတယ်ရှစ်မှာပေါ့အာနာသိမ့်ပြီးကြတဲ့လှုပ်လာတဲ့ CDN တွေကိုလည်းလေးစားကိုယူမိတယ်နောက်လှုပ်လာမဲ့ CDN တွေလည်းကျွန်တော်တို့ကတော့ကျိုးဆိုပါတယ်အမြဲလေးစားပါတယ်ရခိုင် CDN တွေကဒီရခိုင်မျိုးသားရေချက်အယူဆကနေတွေးဖယ်ပြီးပေါ့နော်သူတို့ကဒီလမ်းကြောင်းမှားတယ်လို့ဆိုနိုင်လားခင်ဗျမဆိုနိုင်ပါဘူးဗျဘာကြောင့်လဲဆိုလို့ရှိရင် CDN ဆိုတဲ့အဓိပ္ပာယ်သူကဒီမိုကရေစီပေါ့ဗျာဒီမိုကရေစီတရားမျှတမှုရဲ့အမှတ်တရားတွေဟိုမှာသူကအခြေခံတာသူရဲ့အဓိပ္ပာယ်ကဟုတ်လားအဲ့ဒီအခါကျွန်တော်တို့ရဲ့ဒီရခိုင်ပြည်နိုင်ငံရေးတော်လှန်ရေးကလည်းဒီအဓိပ္ပာယ်ပဲတင်ကျွန်တော်တို့ရခိုင်ကလူတွေတော်လှန်ရေးလုပ်တယ်နိုင်ငံရေးလုပ်တယ်ဘာကြောင့်လုပ်လဲဟုတ်လားကျွန်တော်တရားမျှတမှုမရှိဘူးဟုတ်လားအမှန်တရားမရှိဘူးဟုတ်လားအဲကြောင့်မလို့ကျွန်တော်တို့တော်လာတယ်အဲ့တော့ဒီ CDN လုပ်တယ်ဆိုတဲ့လူနဲ့ကျွန်တော်တို့ကအတိတ်ပဲတူတူအဲ့တော့ကျွန်တော်သုံးသပ်ချင်တာကျွန်တော်တို့ရခိုင်နိုင်ငံရေးတော်လှန်ရေးနဲ့က CDN ကြောင့်ပြေသွားစရာအကြောင်းလုံးဝမရှိပါဘူးကျွန်တော်တို့အဲ့လိုပြောချင်တာရခိုင်ပါတီတွေရွေးကောက်ပွဲပြန်ဝင်ဖို့မှတ်ပုံတင်ကြတဲ့အပေါ်မှာအခုအနေနဲ့ဗာပြောချင်လဲစစ်ကောင်စီရဲ့ရွေးကောက်ပွဲဖန်တီးမှုတွေကိုအခုဘယ်လိုသုံးသပ်ချင်ပါလဲခင်ဗျနိုင်ငံရေးသမားတွေဖြစ်လျက်နဲ့အုံလောက်မရှိတဲ့လုပ်ရက်ကိုလှုပ်ဆောင်နေတယ်လို့ကျွန်တော်ကတော့မြင်တယ်
ဘာကြောင့်လဲဆိုလို့ရှိရင်အခုရုပ်ကဝက်လုပ်တယ်ဆိုတာကလည်းစစ်ကောင်စီရဲ့တက်ဆိုးရှိဖို့တော့သူတို့ရဲ့အာဏာတည်မြဲဖို့အတွက်ဘုမလဲပြောရင်ဒီကျွန်တော်တို့တိုင်းရင်းသားဟောတွေကိုအသုံးချတယ်အဲ့ဒါကိုအသုံးချခံရတာကိုတိတိနဲ့လိုက်ပြီးတော့ပါဝင်ပူပေါင်းဝင်လုံးနေတယ်အုံအောင်မရှိရလို့ရဘူးကျွန်တော်တို့အဲ့လိုနေတယ်ကျွန်တော်တို့ကတော့အခုလက်ရှိစစ်ကောင်စီကလုပ်မဲ့ရုပ်ကပွဲကိုကျွန်တော်တို့ကစန့်ကျင်တယ် လက်ရှိရခိုင်ပြည်အခြေအနေကိုအခုအနေနဲ့ဘယ်လိုမျိုးမြင်ပါတယ်ခင်ဗျဘယ်လိုမျိုးသုံးသပ်ချင်ပါတယ်ခင်ဗျ လက်ရှိရခိုင်ပြည်အခြေအနေကကျွန်တော်ရခိုင်လူမျိုးတယောက်နဲ့သုံးသပ်မယ်ဆိုလို့ရှိရင်လောလောဆယ်ကတော့ကဲဆက်တဲ့အနေအထားမှာရှိတော့တယ်လက်ရှိမြန်မာနိုင်ငံရဲ့အခြေအနေရဆိုလို့ရှိရင်ကျွန်တော်တို့ရခိုင်ပြည်အနေနဲ့မှန်ကန်တဲ့ဆုံးဖြတ်ချက်တစ်ခုကိုမတိမ်မဆောင်ဘဲနဲ့ဆုံးဖြတ်နေထိုင်မဲ့အချိန်ကာလတစ်ခုတော့ကျွန်တော်မြင်ပါတယ်ဒီမိုကရေစီအတွက်ပြည်သူတွေရှိတယ်တရားမျှတဖို့အတွက်ပြည်သူတွေရှိတယ်မှန်တရားတဲ့ပြည်သူတွေရှိတယ်မပြီးသေးဘူးငါတို့လည်းကြံနေတယ် Do you know we don't want the sun to